ဒီသုံးခုရဲ့အတန်အတွက်ကိုတည်တည်ချာချာခွဲခြားသိရလား bucket basket blanket bucket ရေပုံ basket ချင်းတော့ blanket စာနမူနာဝကြတွေကိုပြပြမယ်နော် I want a bucket ငါရေပုံတစ်ပုံလိုချင်တယ် I need a basket ငါချင်းတော့တစ်ခုလိုအပ်တယ် I have a blanket ငါမှာစောင်းတစ်ထည်ရှိတယ်နောက်ဆုံးတစ်ခါပြန်ပြောပြမယ် bucket basket blanket ဒါဆိုရင်ဒီသုံးခုကိုသဘောပေါက်ပြီနော်တည်တည်ချာချာသိပါပြီဆိုတော့မမားတော့ဘူးပေါ့နော်အင်္ဂလိပ်စာနည်းနည်းတွေကိုလေ့လာတဲ့အခါမှာအတန်အတွက်စလုံးပါအတိတ်ပဲဒီသုံးခုစလုံးကိုတေချာနားလည်သဘောပေါက်အောင်ကြက်မှတ်ပါနော်။ဘာကြောင့်လဲဆိုတော့ရှင်တူတာတွေအများကြီးဖြစ်တဲ့အခါမှာရောထွေးမှုတွေမှားယွင်းမှုတွေဖြစ်တတ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။နောက်ထပ်ဗီဒီယိုတွေကိုလည်းအားပေးပါဦး။